Pro Wrestling လောကရဲ့နှစ်ပေါင်းများစွာတမိုင်းတစ်လျှောက်မှာအကြီးမားဆုံးပရိသတ်တွေရင်ခုန်ရဆုံးနဲ့ drama အရှိဆုံးတမိုင်းဝင်ဇာတ်လမ်းတစ်ပုဒ်ကိုပြောပါဆိုရင်2001ခုနှစ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ The Invasion ကျူးကျော်မှုကြီးကိုပဲအားလုံးကပြီးမြင်ကြမှာပါကိုယ့်ရဲ့ကာလာရှည်ပြိုင်ဘက်ကုမ္ပဏီအဟောင်းကကစားသမားတွေကိုယ်တိုင်လည်းအားပေးခဲ့ရတဲ့ထိပ်သီးစတားတွေဟာတစ်ချိန်ကရန်သူနယ်မြေဖြစ်တဲ့ WWF ရဲ့ ring ထဲကိုရုတ်တရက်အုပ်စုလိုက်ဝင်ရောက်လာပြီးစိတ်ကြေညာခဲ့တဲ့အချိန်တုန်းကကမ္ဘာတဝန်းက wrestling ပရိသတ်တွေဟာသွေးဆူပြီးရင်တုန်ခဲ့ကြရပါတယ်။ဒါရင်မကသေးပဲအကျဉ်းဆုံး A-string တွေနဲ့နာမည်ကြီးတဲ့ ECW ကုမ္ပဏီကစားသမားတွေပါပူးပေါင်းလာပြီး WWF ကိုအမြင့်ပြတ်ချီးမွမ်းဖို့မဟာမိတ်အဖွဲ့ကြီးဖွဲ့လိုက်တဲ့အခါမှာတော့ Pro Wrestling လောကရဲ့အကြီးမားဆုံးစစ်ပွဲကြီးဖြစ်လာခဲ့ပါတော့တယ်။အားလုံးပဲမင်္ဂလာပါထော်တူတော်တို့ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ Wrestling လောကကိုအပြီးတိုင်ပြောင်းလဲပေးခဲ့တဲ့တကယ်စစ်ပွဲကြီးအကြောင်းကိုအသေးစိတ်ပြန်ပြောင်းပြောပြပေးတော့မှာမို့လို့အဆုံးထိစိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုပေးကြပါဦး။တကယ်တော့ဒီကျူးကျော်မှုကြီးမဖြစ်ခင်1990ပြည်လွန်နှစ်တွေမှာ WWF နဲ့ WCW ဟာ TV rating လူပွဲဖြစ်တဲ့ Monday Night War မှာတစ်ဖက်နဲ့တစ်ဖက်အသေးလေးတိုက်ခိုက်ခဲ့ကြဖြစ်ပါတယ်။ကစားသမားလူပွဲတွေအချင်းချင်း TV ကနေဆဲဆိုပုတ်ခတ်ပွဲတွေနဲ့ဆယ်စုနှစ်တစ်ခုနီးပါပြန်ဆိုင်ခဲ့ကြပြီးတဲ့နောက်မှာတော့မထင်မှတ်ထားတဲ့အလဲပြောင်းတစ်ခုအနေနဲ့ WCW ကုမ္ပဏီကြီးဟာစီးပွားရေးအရာဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရပြီးပျက်စီးသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့ပြိုင်ဘက် WWF ရဲ့လက်ထဲကိုရောက်ရှိသွားခဲ့ပြီးတရားဝင်ဝယ်ယူခြင်းခံလိုက်ရပါတော့တယ်။ဒါပေမဲ့ဇလန်းကအဲ့ဒီမှာနေမပြီးဆုံးသွားခဲ့ပဲပြိုလဲသွားတဲ့ WCW ရဲ့ပြပုံထဲကနေ WWF တစ်ခုလုံးဝါမျိုးပြင်မဲ့တမိုင်းဝင်စစ်ပွဲကြီးတစ်ခုအရှိန်အဟုန်နဲ့စတင်ဖို့ဖြစ်လာခဲ့ပါတယ်။ဇလန်ရဲ့အစပြိုးပုံကတကယ်ကိုရုပ်ရှင်တစ်ပုဒ်လိုစမ်းကြယ်လွန်းလာပြီး2001ခုနှစ် March လ26ရက်နေ့မှာစတင်ခဲ့ရဖြစ်ပါတယ်။အဲ့ဒီနေ့ဟာ Pro Wrestling တမိုင်းမှာဘယ်တော့မှမေးဖြောက်လို့မရနိုင်တဲ့နေ့တစ်နေ့ဖြစ်ပြီး WWF ရဲ့အုပ်ချုပ်သူ Vince McMahon ကသူတို့ရဲ့ကာလာရှည်ပြိုင်ဘက်ကြီးဖြစ်တဲ့တစ်ချိန်ကသူတို့ကို rating ဘိုင်းမှာ83ဘတ်ဇက်တိုက်အနိုင်ယူခဲ့တဲ့ WCW ကုမ္ပဏီကြီးကိုဒေါ်လာ 4.2 သန်းနဲ့အပိသက်ဝယ်ယူလိုက်ပြီလို့ကမ္ဘာကိုတရားဝင်ကြေညာခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။ Vince ဟာ WWF ရဲ့ Monday Night Raw စီစဉ်မှာရပ်ပြီးကမ္ဘာ wrestling လောကကိုသူတဦးတည်းကပဲစိုးမိုးချုပ်ကင်တော့မယ်ဆိုပြီးဝင်းဝင်ကြွကြွနဲ့အောင်ပွဲခံနေခဲ့တာပါဒါပေမဲ့ Vince တယောက်အောင်ပွဲခံလို့မှမဝသေးခင်မှာပဲတကမ္ဘာလုံးကပရိသတ်တွေကိုစွန့်အားသွားစေမယ်မထင်မှတ်ထားတဲ့အလဲပြောင်းကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့ဒါကတော့ WWF ရဲ့ Raw စီစဉ် TV ဖန်သားပြင်နဲ့တစ်ဖက်က WCW ရဲ့နောက်ဆုံးထုတ်လွှင့်မှုဖြစ်တဲ့ Monday Night Raw ဖန်သားပြင်နှစ်ခုစလုံးကိုတပြိုင်နက်တည်းချိတ်ဆက်လိုက်ပြီး Vince ရဲ့သားဖြစ်သူ Shane McMahon က WCW ရဲ့ ring အလယ်မှာရုတ်တရက်လူကိုယ်တိုင်ပေါ်လာခဲ့ရပဲဖြစ်ပါတယ်။ Shane ဟာ TV screen ကနေတဆင့်ဖခင်ဖြစ်သူ Vince ကိုစိုက်ကြည့်ပြီးအဖေထင်တယ်လို့အဖေဝယ်လိုက်တာမဟုတ်ဘူး။စာချုပ်ပေါ်မှာလက်မှတ်ထိုးလိုက်တာ McMahon ဆိုတာမှန်ပေမဲ့အဲ့ McMahon က Vince McMahon မဟုတ်ဘူး။ကျွန်တော် Shane McMahon ဖြစ်တယ်။ WCW ကိုအရင်ဦးအောင်ဝယ်လိုက်တာကျွန်တော်ပဲဆိုပြီးတကဘာလုံးကိုတုံလုံသွားစေမဲ့ဘုံတစ်လုံးကိုကျဲချလိုက်ပါတော့တယ်။ဒီဖြစ်ရဟာ Vince McMahon အတွက်တော့မမျော်လင့်ပဲအနောက်ကနေဓာတ်နဲ့အထိုးခံလိုက်ရတယ်လို့သွေးပြက်စရာတုံလုံးမှုဖြစ်ခဲ့ရပြီး TV ရှိကပရိသတ်တွေအတွက်တော့ကြက်တီးထစရာအကောင်းဆုံးနဲ့သွေးဆူရဆုံးတမိုင်းဝင်အခိုက်အတန့်ကြီးဖြစ်ခဲ့ရပါတော့တယ်။ဒါဟာသားဖြစ်သူကဖခင်ဖြစ်သူကိုလူသိရှင်ကြားအတိအလင်းတော်လန်ပုံကန်လိုက်တာဖြစ်ပြီးပြိုလဲသွားပြီလို့ထင်ရတဲ့ WCW ရဲ့အလံကိုပြန်လည်လွှင့်ထူပြီးတော့ WWF ကိုစိတ်ကြည်ညာပြီးစိန်ခေါ်လိုက်တဲ့တမိုင်းဝင်စစ်ပွဲကြီးရဲ့ပထမဆုံးအစပြုခြင်းပဲဖြစ်ပါတော့တယ်။ပထမတော့ Shane McMahon ဦးဆောင်တဲ့ WCW ကစားသမားတွေပဲ WWF ရဲ့ကွင်းထဲကိုလာရောက်ပတ်မွေပြီးပြန်နာရှာနေခဲ့ဖြစ်ပါတယ်။ဒါပေမဲ့ပရိသတ်တွေထင်မှတ်မထားတဲ့ဇက်ရှိအမြင့်ဆုံးအလှည့်ပြောင်းကြီးကတော့2001ခုနှစ်ဇူလိုင်လ9ရက်နေ့ Monday Night Raw အစီအစဉ်မှာထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီညမှာ WWF ရဲ့ကစားသမားတွေနဲ့ WCW အဖွဲ့တို့ ring ထဲမှာအလုံးရင်းနဲ့အုပ်စုလိုက်ချကြဖို့ပြင်ဆင်နေချိန်မှာပဲကမ္ဘာအကျန်းဆုံးသွေးအထွက်ဆုံး extreme ပွဲစဉ်တွေကြောင့်လူကြိုက်များခဲ့ပြီးမချသေးခင်ကမှဒေဝါလီခံဖြတ်သိမ်းလိုက်ရတဲ့ ECW Extreme Championship Wrestling ကုမ္ပဏီရဲ့ထိပ်သီးကစားသမားဟောင်းတွေဖြစ်ကြတဲ့ Rob Van Dam, RVD နဲ့ Tommy Dreamer တို့ဟာလူအုပ်ထဲကနေရုတ်တရက်ဝုန်းတိုင်းကျဲထွက်လာခဲ့ကြပါတယ်။သူတို့ဟာ WCW ကိုလာရောက်တိုက်ခိုက်တာလို့အားလုံးကထင်ခဲ့ကြပေမဲ့တကယ်တမ်းမှာတော့ WWF ကစားသမားတွေကိုပဲရရဆက်ဆက်လက်ပတ်ရိုက်နှက်ပါတော့တယ်။ဒါတွေမကသေးပဲ WWF ဘတ်တော်သားလို့ထင်ရတဲ့ W Boy, Bubba Ray နဲ့ Devon,
Rhino နဲ့ Tasto လို ECW သွေးပါတဲ့ wrestler တွေကပါ WWF ကိုတစ္ဆာဖောက်ပြီး ring ထဲဝင်မွေလိုက်တဲ့အတွက်တကွင်းလုံးရုံရင်းဆန်ခတ်ဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့တကယ်အံ့ဩစရာအကောင်းဆုံး drama ကတော့အဲ့နောက်မှာလာတာပါ။ ECW အဖွဲ့ကိုဘသူကနောက်ွယ်ကနေကြိုးကင်နေလဲဆိုတာရှာဖွေနေချိန်မှာပဲ Vince McMahon ရဲ့သမီးအရင်ခောက်ဖြစ်တဲ့ Stephanie McMahon က ring ထဲကိုပြုံးကြီးလမ်းလျှောက်လာခဲ့ပါတယ်။သူမဟာတုံလုံးနေတဲ့ဖခင်ဖြစ်သူ Vince ကိုစိန်ခေါ်ပြီးသူမဟာ ECW ရဲ့အစုရှယ်ယာတွေကိုဝယ်ယူလိုက်ပြီဖြစ်လို့ယခုအချိန်ကစပြီးသူမဟာ ECW ရဲ့ပိုင်ရှင်အသစ်ဖြစ်တယ်လို့တကဘာလုံးကိုပါဇက်အဟောင်းသားဖြစ်သွားအောင်ကြေညာလိုက်ပါတော့တယ်။ဒီနေရာမှာတကယ်ကိုရက်ဆက်လွန်းတဲ့မဟာဗျူဟာပေါ်လာပါတယ်။အချင်းချင်းခြားကြတော့မယ်လို့ထင်ရတဲ့မောင်နှမနှစ်ယောက်ဖြစ်တဲ့ Shane McMahon နဲ့ Stephanie McMahon ဟာ Real လယ်မှာလက်ဆွဲနှုတ်ဆက်ပြီးသူတို့ပိုင်ဆိုင်တဲ့ WCW နဲ့ ECW ကုမ္ပဏီနှစ်ခုကိုပေါင်းစည်းလိုက်ပြီလို့ကြေညာခဲ့ပါတယ်။ဒါဟာ Pro Wrestling သမိုင်းမှာအင်အားအကြီးမားဆုံးစန့်ကျင်ဘက်အဖွဲ့အစည်းကြီးဖြစ်တဲ့ The Alliance မဟာမိတ်အဖွဲ့ကြီးပေါ်ပေါက်လာခြင်းပဲဖြစ်ပါတယ်။သူတို့မောင်နှမနှစ်ယောက်ဟာဖခင်ဖြစ်သူ Vince McMahon ရဲ့ WWF တပ်ဦးဆန်ပိုင် Empire ကြီးကိုအမေရိကနေဆွဲလည်ပြီးအပီးတိုင်ချီမုံဖြတ်စည်းပစ်ဖို့ကမ္ဘာရုပ်တံပရိသတ်တန်းပေါင်းများစွာရှိမှောက်မှာဒေါသတကြီးကျုံသွားပြီးစစ်ကြေညာလိုက်ပါတော့တယ်ဒီကျူးကျော်မှုကြီးအတွင်းမှာဖြစ်ပွားခဲ့တဲ့ထိပ်တိုက်တွေးဆုံမှုတွေနဲ့အဓိကအားပြိုင်မှုတွေကတော့ Pro Wrestling သမိုင်းမှာတကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံး drama တွေဖြစ်ခဲ့ပါတယ်။အစောပိုင်းမှာ WCW ရဲ့ထိပ်သီးချန်ပီယံ Booker T ဟာ WWF ရဲ့ကွင်းထဲကိုခိုးဝင်ပြီး WWF ရဲ့ icon ကြီး Stone Cold Steve Austin ကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ရတဲ့သူတို့နှစ်ယောက်ကြားကမ္ဘာချန်ပီယံကမ္ဘာလူပွဲတွေနဲ့အတူပြင်းထန်တဲ့ရန်ညိုကြီးစတင်ခဲ့ရဖြစ်ပါတယ်။တကမ္ဘာလုံးကပရိသတ်တွေဟာ WWF ဘက်ကနေ Stone Cold ကပဲဦးဆောင်ပြီးဒီကျူးကျော်မှုတွေကိုနှိမ်နင်းပေးလိမ့်မယ်လို့အပြေးအဝယုံကြည်အားကိုးနေခဲ့ကြတာပါ။ဒါပေမဲ့ Invasion ဇာတ်လမ်းတွေတစ်ခုလုံးကိုစောက်ထိုးမိုးမြော်ဖြစ်သွားစေမဲ့တမိုင်းဝင်တစ္ဆာဖောက်မှုကြီးကတော့2001ခုနှစ်ဇူလိုင်လမှာကျင်းပခဲ့တဲ့ Invasion PPV ပွဲကြီးမှာပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ပွဲရဲ့9ယောက်တွဲအဓိကပွဲစဉ်မှာ WWF ကိုကယ်တင်မဲ့သူလို့အားလုံးကသတ်မှတ်ထားတဲ့ Stone Cold Steve Austin ဟာရုတ်တရက်ကြီးသူ့ရဲ့အသင်းပေါ် WWF ကစားသမားတွေကိုကွင်းလေကောင်းပါတယ်ရဲရဲဆက်ဆက်တစ္ဆာဖောက်လိုက်ပါတော့တယ်။သူဟာ WWF ရဲ့ရန်သူတော်ကြီးဖြစ်တဲ့ WCW, ECW Alliance မဟာမိတ်အဖွဲ့ကြီးကိုကူးပြောင်းသွားပြီးအဖွဲ့ရဲ့ဘောင်းဆောင်ကြီးအဖြစ်တရားဝင်ခံယူလိုက်တဲ့အခါမှာတော့တကမ္ဘာလုံးကပရိသတ်တွေဟာဒေါသတကြီးနဲ့စွန့်အားအံ့ဩသွားခဲ့ရပါတယ်။ Stone Cold ဟာအရင်ကလိုပရိသတ်အချစ်တော်သူရဲကောင်းမဟုတ်တော့ပဲ Vince McMahon ကိုကလေးစားချီဖို့အတွက် Alliance အဖွဲ့ကိုသွေးထိုးမြောက်ပင့်ပေးတဲ့ရက်ဆက်လွန်းတဲ့လူဆိုးကြီးဖြစ်သွားခဲ့ပါတယ်။ဒီလိုမျိုး WWF တစ်ခုလုံးအကြက်တဲဆိုင်ပြီးတိတ်ခါကြနေရတဲ့အချိန်မှာပဲ WWF ရဲ့ဂုဏ်သိက္ခာကိုပတ်ခုံးထမ်းပြီးပြန်လည်ဆွဲတင်ပေးခဲ့သူရင်ကောင်း2ယောက်ပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒါကတော့ရုပ်ရှင်လောကကနေ Ring ထဲကိုပြန်လည်ရောက်ရှိလာတဲ့ The Rock နဲ့ Olympic ရွှေတံဆိပ်ဆုရှင် Kurt Angle တို့ပဲဖြစ်ပါတယ်။ The Rock ဟာပြန်ရောက်လာတာနဲ့ WWF ရဲ့အလံကိုဆွဲကင်ပြီးစန့်ကျင်ဘက် Alliance အဖွဲ့ရဲ့ WCW ချန်ပီယံ Booker T နဲ့ကမ္ဘာလူပွဲတွေပွဲချမ်းတွေကိုအပတ်စဉ်အပြင်းထန်ချပြခဲ့တယ်လို့တစ်ဖက်မှာလည်း Kurt Angle က WWF ကိုတစ္ဆာဖောက်သွားတဲ့ Stone Cold Steve Austin ကိုရင်ဆိုင်ဖို့ရှေ့တန်းကနေမမရပ်တည်ပေးခဲ့ပါတယ်။ Kurt Angle ဟာ Stone Cold နဲ့ WWF ချန်ပီယံကမ္ဘာအတွက်သွေးထွက်တန်ယူဖြစ်လောက်အောင်အတီအလဲတုံးပြန်တိုက်ခိုက်ခဲ့ပြီးပရိသတ်တွေရဲ့ရင်ထဲကိုတကယ်စစ်ပွဲတစ်ခုရဲ့အငွေးသက်တွေနဲ့ drama အရှင်ကိုအမြင့်ဆုံးအထိတွန်းတင်ပေးခဲ့ပါတယ်။ဒီလိုနဲ့ရုံရင်းဆန်ခတ်မှုတွေတစ္ဆာဖောက်မှုတွေနဲ့ပြည့်နှက်နေတဲ့ရှစ်လတာကျူးကျော်မှုစစ်ပွဲကြီးဟာ2001ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာကျင်းပတဲ့ Survivor Series ပွဲကြီးမှာတော့အားလုံးအတွက်နောက်ဆုံးအဆုံးဖြတ်ပေးမဲ့ Winner Take All နိုင်တဲ့သူအကုန်ရတမိုင်းဝင်9ယောက်တွဲထပ်ထင်းပွဲကြီးဖြစ်တော့စရောက်လာခဲ့ပါတော့တယ်။ဒီပွဲရဲ့ကတိကဝတ်ကတကယ်ကိုပြင်းထန်လွန်းလာပြီးရှုံးနိမ့်သွားတဲ့ကုမ္ပဏီဟာကမ္ဘာ Wrestling လောကကနေအပီးတိုင်ဖျက်သိမ်းခံရမှာဖြစ်ပါတယ်။တစ်ဖက်မှာ Vince McMahon ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Team WWF က The Rock, Chris Jericho, The Undertaker, Kane နဲ့ Big Show တို့ကရပ်တည်ခဲ့ပြီးတစ်ဖက်မှာတော့ Shane နဲ့ Stephanie တို့ရဲ့ကျူးကျော်သူ Team Alliance ဘက်က Stone Cold Steve Austin, Shane McMahon, Booker T, Rob Van Dam နဲ့ WWF ကိုတစ္ဆာဖောက်ပြီး Alliance ဘက်ကူးသွားခဲ့တဲ့ Kurt Angle တို့ကထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်။ပွဲစကလေးကတကွင်းလုံးမှာရှိတဲ့ပရိသတ်တွေတင်မကပဲ TV ဖန်သားပြင်ရှိကပရိသတ်တွေပါရင်တမမနဲ့စောင့်ကြည့်ခဲ့ရပြီးပွဲအချိန်ဟာတကယ်ကိုသွေးဆူဖို့ကောင်းလောက်အောင်အကျိတ်အနေရှိလာပါတယ်
ပထမဆုံးအနေနဲ့ WWF ဘက်က Big Show ကို Alliance အဖွဲ့ကအုပ်စုလိုက်ချီးမွမ်းပြီး elimination လုပ်ခဲ့တယ်လို့အပြန်အလှန်အနေနဲ့ Shane McMahon ကိုလည်းတံပြန်ထုတ်ပြခဲ့ပါတယ်။အဲ့နောက်မှာတော့ပြင်းထန်လွန်လာတဲ့ကစားကွက်တွေကြောင့် Kane, Undertaker, Booker T နဲ့ Rob Van Dam တို့တယောက်ပြီးတယောက်ပွဲထဲကထွက်သွားခဲ့ရပြီးနောက်ဆုံးမှာတော့ Ring ထဲမှာ WWF ဘက်က The Rock နဲ့ Chris Jericho, Alliance ဘက်က Stone Cold Steve Austin ပဲကျန်ရှိပါတော့တယ်။ဒီနေရာမှာပဲ drama ကထပ်ပေါ်လာပြီး Chris Jericho ကပွဲထဲကနေအထုတ်ခံရအပြီးမှာဒေါသအလျောက်သူ့ရဲ့အသင်းပေါ် The Rock ကိုရုတ်တရက်တိုက်ခိုက်ခဲ့လို့ WWF တစ်ခုလုံးပြာကျလူနီးပါအခြေအနေကိုရောက်သွားခဲ့ရပါတယ်။နောက်ဆုံး Ring ထဲမှာ Pro Wrestling လောကရဲ့ထိပ်သီးအေယာမှာအိုင်ကွန်ကြီးနှစ်ယောက်ဖြစ်တဲ့ The Rock နဲ့ Stone Cold Steve Austin တို့ပဲတယောက်ချင်းစီထိပ်တိုက်တွေ့ပြီးကုမ္ပဏီရဲ့ကံကြမ္မာအတွက်အသေးအလဲရှင်ပြိုင်ကြပါတော့တယ်။ထိုင်လူကြီးတွေပါတတိလစ်လဲကျသွားတဲ့အထိပွဲကကြမ်းတမ်းလာခဲ့ပြီး Stone Cold က The Rock ကိုအနိုင်ပိုင်းဖို့ကြိုးစားနေချိန်မှာပဲတစ်ကမ္ဘာလုံးကိုစွန့်အားသွားစေမဲ့အလဲပြောင်းကြီးတစ်ခုထပ်မံပေါ်ပေါက်လာပါတယ်။အဲ့ဒါကတော့ Alliance အဖွဲ့သား Kurt Angle ဟာ Ring ထဲကိုပြေးဝင်လာပြီးအားလုံးက The Rock ကိုဝင်ချိုက်တော့မယ်လို့ထင်မှတ်နေချိန်မှာတကယ်တမ်းတော့သူ့ရဲ့ခေါင်းဆောင် Stone Cold Steve Austin ရဲ့ခေါင်းကိုပဲချန်ပီယံကပတ်နဲ့အားပြင်းပြင်းရဲရဲဆက်ဆက်လွှဲချိတ်ချလိုက်ပါတော့တယ်။တကယ်တော့ Kurt Angle ဟာ Alliance ဘက်ကိုတစ္ဆာခံခဲ့တာမဟုတ်ပဲ Vince McMahon ရဲ့နောက်ွယ်ကနေလျှို့ဝှက်စီလို့ထားတဲ့တရှို့တယောက်ဖြစ်နေခဲ့တာပါ။ Stone Cold တယောက်အလဲလဲပြူပြူဖြစ်သွားတဲ့ခိုက်တန့်မှာပဲ The Rock ဟာသူ့ရဲ့ finisher move ဖြစ်တဲ့ Rock Bottom ကိုတုံးပြီး Stone Cold ကိုအနိုင်ယူခဲ့ရကြောင်း WWF အတွက်သမိုင်းဝင်အောင်ပွဲကြီးကိုရယူပေးခဲ့ပါတော့တယ်။အဲ့လိုနဲ့ပဲဆယ်စုနှစ်တစ်ခုနီးပါ TV တွေတွင်နေလူခဲ့ကြပြီး Wrestling လောကကိုကင်လုပ်ခဲ့တဲ့ WCW နဲ့ ECW မဟာမိတ်အဖွဲ့ကြီးဟာအဲ့ဒီ Survivor Series ညမှာတည်းမဲ့ကမ္ဘာ Wrestling သမိုင်းစာမျက်နှာကနေအပီးတိုင်ချီမုံဖျက်ဆီးခြင်းခံလိုက်ရပါတော့တယ်။ဒါကတော့ Pro Wrestling လောကရဲ့ရွှေခေတ်ကာလကြီးကိုတနစ်နီးပါအချိန်ထိဆွဲလုသွားစေခဲ့ပြီးပရိသတ်တွေကြားထဲမှာယနေ့ထက်ထိငင်းခုန်ဆွေးနွေးနေရဆဲဖြစ်တဲ့သမိုင်းဝင် The Invasion ဇာတ်လမ်းတွေကြီးပဲဖြစ်ပါတယ်။တကယ်တော့ဒီကျူးကျော်မှုကြီးဟာသမိုင်းမှာအကြီးမားဆုံးဇာတ်လမ်းဖြစ်လာနိုင်ခဲ့ပေမဲ့ WCW ရဲ့အထင်ကရထိပ်သီး icon ကြီးတွေဖြစ်တဲ့ Goldberg, Sting, Ric Flair, Kevin Nash နဲ့ Scott Hall တို့လိုကစားသမားကြီးတွေဟာစာချုပ်ပြဿနာတွေကြောင့်ဒီကျူးကျော်မှုအစောပိုင်းပွဲစဉ်တွေမှာပါဝင်မလာနိုင်ခဲ့လို့ပရိသတ်တွေဘက်ကအားမလို့အားမရဖြစ်ခဲ့ကြရတာလည်းအမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတစ်ဖက်ကကြည့်မယ်ဆိုရင် Booker T, Rob Van Dam နဲ့ Kurt Angle တို့လို wrestler တွေရဲ့အကောင်းဆုံးစူးစမ်းအထောက်မှုတွေ Stone Cold ရဲ့မထင်မှတ်ထားတဲ့တစ္ဆာဖောက်မှုဇက်ကွက်တွေကြောင့်ဒီ Invasion ဟာ WWE သမိုင်းတစ်လျှောက်မှာတော့ဘယ်တော့မှမေးပြောက်လို့မရပဲအမြဲတမ်းတာပြီးပြောစမှတ်ပြုနေရမယ်စိတ်လှုပ်ရှားစရာအကောင်းဆုံး era တစ်ခုဖြစ်ခဲ့ပါတယ်။ပရိသတ်တို့ရော2000ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဒီသမိုင်းဝင် Invasion ဇာတ်လမ်းတွေကြီးထဲမှာဘယ် wrestler ရဲ့ကစားကွက်ဘလို့လဲပြောင်းတဲ့အခန်းကဏ္ဍကိုအကြိုက်ဆုံးလဲတကယ်လို့သာ Goldberg တို့ Sting တို့သာအစကတည်းကပါဝင်ခွင့်ရခဲ့မယ်ဆိုရင်ဒီစစ်ပွဲကြီးကဘလို့ပြောင်းလဲသွားမလဲဆိုတာပရိသတ်တို့ရဲ့ထင်မြင်ချက်တွေကိုအောက်က comment မှာပုံဝင်လင်းလင်းရေးတွားခဲ့လို့ရပါတယ်အခုလိုမျိုး Pro Wrestling လောကရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းကြောင်းတွေ storyline တွေနဲ့စိတ်လှုပ်ရှားစရာသတင်းတွေကိုအမြဲတမ်းဆက်လက်ကြည့်ရှုကြနေဆိုရင်ကျွန်တော်တို့ရဲ့ Talk to Toro Channel ကို like and subscribe လုပ်ထားလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်